တောအုပ်အလဲမှာဒီလိုဆိုင်းပုတ်မျိုးမြင်ဘူးပါသလားတကယ်လို့ဒါမျိုးမြင်ခဲ့ရင်အရန်တတိထားပါအားခဏလေးလက်ဖွားကြီးထဲမှာတရိษံမျိုးစုံပါလားဒါကဘာကိုဆိုလိုတာလဲတင်စဝေစဝါဖြစ်နေပြီဆိုတာကျွန်တော်သိပါတယ်အခုပဲရှင်းပြပေးမယ်နော်ဒါပေမဲ့အဲ့ဒါမပြောခင်ဒီငှက်မိသားစုလေးကချစ်စရာကောင်းတယ်လို့ထင်ရင် like နဲ့ subscribe လုပ်ခဲ့ပေးပါဦးနောက်ပြီးဒီခွေးလေးကိုကြည့်ပါဦးခြေထောက်နှစ်ဖက်ပဲကျန်တော့ပေမဲ့သူ့အရှုံးမပေးပါဘူးတွာလာနိုင်ဖို့လမ်းမပေါ်မှာတရွတ်တိုက်သွားနေရတာမြင်ရတာတကယ်ကိုစိတ်မကောင်းစရာပါလူအများကြီးကသူ့ကိုမမြင်တယ်လို့မျိုးဖြတ်သွားကြပေမဲ့သူ့မျက်လုံးလေးကိုကြည့်လိုက်ပါသူ့မျောလင်းချက်တွေအပြည့်ရှိနေစေပါတကယ်လို့ဒီခွေးလေးဟာအချစ်ခံရဖို့ထိုက်တန်တယ်လို့တင်ယုံကြည်ရင်ဟော့လေးပေးပြီးဒီဗီဒီယိုကိုမျှဝေပေးပါဘာလို့လဲဆိုတော့တင့်လို့ကျင်နာတတ်တဲ့သူမျိုးဟာဧကန်နီကထိုက်တန်တဲ့ကောင်းချီးတွေကိုရရှိမှာမို့လို့ပါကဲခုနကဆိုင်းဘုတ်အကြောင်းပြန်သွားရအောင်အဲ့ဒီဆိုင်းဘုတ်ကတောတွင်းခီးထွက်သူတွေအတွက်သတိပေးချက်တစ်ခုပါအနေရရှိလို့သတိပေးတာမျိုးမဟုတ်ပဲအလေးထားဖို့သတိပေးတာပါတင်ကြည့်ရှုလေ့လာလို့ရပေမဲ့ဘယ်တော့မှမနှောက်ယှက်ပါနဲ့ဘာလို့လဲဆိုတော့တင်းရဲ့တင်းငယ်တဲ့လုပ်ရက်တစ်ခုကတော့တရိษံတွေကိုစိတ်ဖိစီးစေပြီးသူတို့ရဲ့အိမ်တွေကိုစွန့်ခွာသွားစေနိုင်တယ်လို့တောအုပ်ရဲ့တဘာဝများခြေကိုလည်းပျက်စီးစေနိုင်လို့ပါဒါကြောင့်မှတ်ထားပါတောထဲမှာတင်းတယောက်တည်းရှိနေတာမဟုတ်ပါဘူးတောအုပ်ကြီးကတင်းရဲ့လှုပ်အားမှုတိုင်းကိုစောင့်ကြည့်နေပါတယ်